ဘာပြက်ပြီးနှစ်90အကြာမှာဩစတြေးလျဟာသဲကန်ကြားရစိုးကြီးအဖြစ်ပြောင်းလဲသွားပြီးလူယဉ်ကျေးမှုတွေလည်းပြတ်သုံးခဲ့ပါတယ်။ရေဟောင်းမက်စ်ကကယ်တင်နိုင်ခဲ့ခြင်းမရှိတဲ့လူတွေရဲ့အသံတွေကိုနားထဲမှာကြားယောင်ရင်းရှုခင်းတွေကိုငေးကြည့်နေပါတယ်။ရုတ်တရက်အနီးနားမှာစူညံတန်တစ်ခုကိုကြားလိုက်ရတဲ့အခါမက်စ်လည်းကားထဲဝင်ပြီးမောင်းထွက်သွားပါတယ်။ဒီစူညံတန်တွေဟာသူ့ကိုလိုက်လံပစ်ခတ်ကြတဲ့ War Boys လို့ခေါ်တဲ့အကြမ်းဖက်အဖွဲ့အစည်းကဖြစ်ပါတယ်။သူတို့က Max ကိုဖမ်းပြီးသူတို့ကားနောက်မှာတန်ကြိုးနဲ့ချီနှောင်ထားခဲ့ပါတယ်။ Citadel မှာ War Boys တွေက Max ရဲ့ခေါင်းကိုရိုက်ပြီးသူက Universal Donor ဖြစ်ကြောင်းဆေးဘက်ဆိုင်ရာအချက်လက်တွေကိုကြောဘက်မှာဆေးမင်ကြောင်ထိုးပေးခဲ့ပါတယ်။နွားတကောင်လို့တစိမ့်ကခံရတော့မယ့်အချိန်မှာတော့ Max ရုတ်တရက်တွန့်ပြန်ပြီးသူတို့ကိုတိုက်ခိုက်ကထွက်ပြေးခဲ့ပါတယ်။ဦးမင်လွိုင်ခေါင်းဒီထဲကနေထွက်ပြေးရင်သူ့ကားကိုပြန်ပြေးနေတာကိုတွေ့ခဲ့ရပါတယ်။မကြာခင်မှာ War Boys တွေက Max နောက်ကိုပြန်လိုက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ Max လည်းချိတ်တစ်ခုကိုအသုံးပြုပြီးနိုင်ရန်ကိုတက်ကလွတ်မြောက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာသူကဲတဲ့နိုင်ခဲချင်းမရှိရဲ့ခလီးငယ်ရဲ့ယူပါယုံကိုမြင်လိုက်ရပြီးလူတယောက်ကသူ့ကိုဖမ်းပြီးပြန်ခေါ်သွားခဲ့ပါတယ်။ဒီနောက် Immortan Joe ကသူ့ရဲ့ Warwick ကို Gastown က Gasoline နဲ့ Bullet Farm ကကြီးစံတွေတွားယူဖို့လွှတ်လိုက်ပါတယ်။ Furiosa ကရန်မောင်းဖြစ်ပြီး War Boys တွေကသူ့ရဲ့ကွန်ဝိုင်းအဖြစ်ပါဝင်ခဲ့ပါတယ်။ဂျိုးကပိုက်ကိုဖွင့်လိုက်တဲ့အခါရေတွေဟာလူအုပ်ပေါင်ကိုကျလာနေပါတယ်။ရေရှားပါနေတဲ့အတွက်အားလုံးကရေတွေစုဖို့အလူရက်လုံရှားပေမဲ့ဂျိုးကရေပိုက်တွေကိုငန်ပိတ်လိုက်ပြန်ပါတယ်။လမ်းမှာ Furiosa လမ်းကြောင်းပြောင်းပြီး War Boys တွေကိုအရှိတ်ဘက်ကိုသွားမယ်လို့ပြောခဲ့ပါတယ်။ Citadel မှာဂျိုးရဲ့သားက Furiosa လမ်းကြောင်းပြောင်းသွားတာကိုမှန်ပြောင်းနဲ့မြင်ပြီးဂျိုးကိုအသိပေးခဲ့ပါတယ်။ဂျိုးကဒေါသတကြီးသူ့ရဲ့ဘီရိုကိုဖွင့်ကြည့်တဲ့အခါသူ့ရဲ့ breeders တွေအားလုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ Furiosa ကဘသူကိုမှပြန်ပေးဆွဲခဲ့တာမဟုတ်ဘဲ breeders တွေကအနည်းတမ်းထွက်ပြေးကျင်နေခဲ့တာဖြစ်တယ်လို့အဘွားကိုတယောက်ကရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဂျိုးကသူ့ရဲ့ breeders တွေဘယ်သွားနေလဲဆိုတာကိုသိချင်နေခဲ့ပါတယ်။ဒီတော့တွင်နှာခေါင်းစည်းနဲ့ mask ကို Nux ကသွေးသွင်းနိုင်ဖို့လှောင်အိမ်ကနေချိတ်ဆွဲထားခဲ့ပါတယ်။ရုတ်တရက်ဘုံတန်တွေနဲ့အင်ဂျင်တန်တွေကြားလိုက်ရတဲ့အခါ War Boys တွေကထွက်ပြေးခဲ့ပါတယ်။ Furiosa ကသူတို့ကိုတစ္ဆာဖောက်သွားတာကို Nux သိလိုက်ရပြီးသူတို့က Furiosa နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Nux ကသူ့ကားရဲ့ရှေ့မှာ Mask ကိုချီနှောင်ပြီးသူတို့လိုက်သွားခဲ့ပါတယ်။ဒါပေမဲ့ Furiosa ကတော့လုံးဝစိတ်မပြောင်းခဲ့ပါဘူး။ Buzzards လို့ခေါ်တဲ့ဓားပြောက်အခွဲတစ်ခွဲကသူတို့နယ်မြေထဲကိုကွန်ဝိုင်းဝင်လာတာကိုသတိထားမိခဲ့ပါတယ်။ Furiosa ကသူတို့နောက်ကိုလိုက်လာတဲ့ Buzzards တွေကိုအတင်းဖြတ်ကျော်မောင်းနှင်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့မြေပြင်မှာဖွက်ထားတဲ့ထောင်ချောက်ထဲကိုကားတစ်စီးပြုတ်ကျသွားခဲ့ပါတယ်။တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး Nux ကကားကို tracker နဲ့အနီးဆုံးရောက်အောင်မောင်းနိုင်ခဲ့ပြီး Max နဲ့ Furiosa တို့လည်းတယောက်ကိုတယောက်ချီခဲ့ကြပါတယ်။ Max ကနောက်ဘက်မှာတန်ဂျူးနဲ့ချီနှောင်ခံထားရပြီးတဲမုန်တိုင်းတွေကိုဝင်ရောက်လာခဲ့ပါတယ်။ Nux ကကားရဲ့ပစ်သင်းပေါက်အားဆုံးကိုပိတ်လိုက်ပေမဲ့ Max ကတော့တန်ဂျူးနဲ့ကားမှာချီနှောင်ထားတဲ့အတွက်လွတ်မြောက်ဖို့ကြိုးစားနေခဲ့ပါတယ်။မုန်တိုင်းထဲမှာ Nux ကကားထဲကိုဓာတ်ဆီဖြည့်ပြီးသူ့ရဲ့ပါးစပ်ကိုစီးချတဲ့အခါ Max က Nux အသက်ဆုံးတော့မယ်ဆိုတာကိုတတိထားမိခဲ့ပါတယ်။ Max ကမှန်ကိုရိုက်ခွဲပြီး Nux ကိုတားဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာမုန်တိုင်းကကားရခံမိုးကိုလွင့်ပစ်လိုက်တဲ့အခါ Max က Nux ကိုအပေါ်ကနေလမ်းဖမ်းပြီး Nux ရဲ့ flare ကိုခိုးယူခဲ့ပါတယ်။ Furiosa ကဒီအာယုံပြတ်လွင့်မှုကိုအခွင့်ကောင်းယူပြီးသူတို့ကားကိုတိုက်ထိုက်ခဲ့တဲ့အခါ Nux နဲ့ Max တို့ဟာမုန်တိုင်းထဲကိုကျသွားခဲ့ပါတယ်။မုန်တိုင်းပြီးတဲ့နောက် Max ကတဲထဲမှာနိုးလာခဲ့ပါတယ်။သူကသွေးပိုက်ကိုဖယ်ရှားပြီး Nux နဲ့ချီနှောင်ထားတဲ့တန်ဂျိုးကိုလိုက်သွားခဲ့ပါတယ်။ Nux ကမေ့မျောနေပြီးတန်ဂျိုးကိုဖယ်ရှားလို့မရတာကြောင့် Max ကထနက်ကိုကောက်ယူပြီးလက်ကောက်ဝစ်ကိုပစ်ဖို့ကြိုးစားခဲ့ပါတယ်။သူတို့အားလုံးကကားပေါ်တက်ပြီး Nux ကကားပေါ်ကိုခုန်တက်ခဲ့ပါတယ်။ Furiosa ကတောင်ကြားဘက်ကိုမောင်းနေတာကို Max ကသတိထားမိပြီးကန့်ကွက်ခဲ့ပါတယ်။ဒါပေမဲ့ Furiosa က Gastown Boys တွေကသူတို့နောက်ကိုလိုက်နေတာကိုပြန်ပြောပြခဲ့ပါတယ်။ရုတ်တရက် tracker ကအလုံးမလုံးတော့တဲ့အခါ Max ကလွန်နေတဲ့ဘိုက်ကိုပြင်ဆင်ဖို့ကားအောက်ကိုဆင်းခဲ့ပါတယ်။ Max ကတောင်သူတွေရဲ့လက်နက်တွေနဲ့ဘီးတဘီးကိုယူပြီးပြန်လာခဲ့ပါတယ်။ Max ရေချိုးပြီးနောက်သူတို့က tracker နဲ့ထွက်သွားခဲ့ပါတယ်။ Max ကအိမ်မက်ဆိုးကြောင်လက်နိုးလာတဲ့အခါ Furiosa က Green Place ဟာတကယ်ရှိခဲ့ကြောင်းပြောပြခဲ့ပါတယ်။
သူမကခလီးဘွားကလေးကဂျိုးရဲ့ပြန်ပြီးဆွဲခံခဲ့ရပြီးစစ်တပ်ထဲမှာကြီးပြင်းလာခဲ့ရပါတယ်အခုတော့သူမက breeders တွေကိုကူညီပေးရင်သူမရဲ့အပြစ်တွေကိုပြန်ရွေးချယ်ခဲ့တာဖြစ်ပါတယ်မကြခင်မှာသူတို့ကတဲကန်တာရာအလဲမှာတာဝါတစ်ခုကိုတွေ့လိုက်ရပါတယ်အပေါ်မှာရှိတဲ့အမျိုးသမီးကအကူအညီတောင်းနေပေမဲ့ Max ကထောင်ချောက်ဖြစ်နိုင်တယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့ Furiosa ကတော့တွားရောက်စုံစမ်းခဲ့ပါတယ် Furiosa က Vuvolini မျိုးနွယ်စုကဖြစ်ပြီးသူမရဲ့အမေနာမည်ကိုပြောလိုက်တဲ့အခါတာဝါပေါ်ကအမျိုးသမီးကအချက်ပြခဲ့ပါတယ်ရုတ်တရက်ဆိုင်ကယ်စီးအမျိုးသမီးအများပြားပေါ်လာပြီး Furiosa ကိုပြေးဖတ်ကြပါတယ်သူတို့အားလုံးကသူမရဲ့မျိုးနွယ်စုကဖြစ်ပြီးဂျိုးရဲ့ပြန်ပေးဆွဲခံရတဲ့ကောင်မလေးအဖြစ်မှတ်မိခဲ့ကြပါတယ် Furiosa ကသူမရဲ့အမေဆုံးပါသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူမရဲ့မျိုးနွယ်စုကအမျိုးသမီးတွေက Green Place ကိုသူတို့ကြော်ဖြတ်လာခဲ့ပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။ညကသူတို့မြင်ခဲ့ရတဲ့ကြောက်စရာကောင်းတဲ့နေရာဟာ Furiosa ရဲ့နေအိမ်ရဲ့တစ်ခုတည်းသောအစိပ်ဖန်ထပြီးဒီဆိုင်ကယ်စီးသူတွေကသူမရဲ့မျိုးနွယ်စုဝင်တွေတဲကအသက်ရှင်ကျန်ရစ်သူတွေသာဖြစ်ခဲ့ပါတယ်။ Furiosa ကဒူးထောက်ပြီးဝမ်းနဲ့စွာအော်ဟစ်ခဲ့ပါတယ်။ညဘက်မှာတော့သူတို့ကစခန်းချခဲ့ပြီးတက်ကကိုဝင်ရှိနေကြောင်းထုတ်ဖော်ခဲ့ပါတယ်။အမျိုးသမီးတို့ကသူမကိုမျိုးစေ့အိတ်အပြည့်ကိုပြပြီးအပင်ဆိုင်ဖို့နေရာအသစ်မတွေ့မချင်းလုံခြုံစွာထိန်းထားဖို့သူမရဲ့တာဝန်ချစ်ကြောင်းပြောခဲ့ပါတယ်။ဒီတော့အတွင်း Max ကသူ့ရဲ့သွေးကိုအတုံပြပြီးမြေပုံတစ်ခုဆွဲနေခဲ့ပါတယ်။ Furiosa ကသူမဟာမျိုးနွယ်စုနဲ့စကားပြောပြီးစာပင်တွေကိုဖျက်ချော်ဖို့ဒူပေါင်းထားကြောင်းပြောခဲ့ပါတယ်။